Hello guys ဒီနေ့ကတော့ Great Buddha Temple ကိုသွားလေတော့က vlog လေးပဲဖြစ်ပါတယ် Great Buddha Temple ရဲ့ဘေးနားမှာချောင်းလေးရှိတာကြောင့်ကလေးနဲ့လည်းလာပြီးတော့ဖူးမြော်နိုင်မှာပဲဖြစ်ပါတယ်ဖះရဲ့ပရဝံအတွင်းမှာပဲယခုလိုမျိုးစတုရိတာကျွေးတာတွေအပြင်ဘုံဘုံတွေကိုစွန့်ကပ်တာတွေကိုလည်းတွေ့ခဲ့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် See you in the next video bye bye